ဒါပေမဲ့ဒီနေ့ကျွန်တော်အတူတကွခွန်အားယူကြမယ်နှုတ်ကပတ်တော်ခေါင်းစဉ်ကဘာလဲဆိုရင်အနာယူပါဘယ်ကလို့ပြောလိုက်အနာယူပါအနာယူပါဘယ်ကလို့ပြောလိုက်တကယ်ချင်းအနာယူဖို့လိုတယ်ဒီထဲမှာရှိတဲ့ညီကောင်မောင်မတွေတရက်တလေမှာလေဟူးပင်ပန်းလိုက်တာဆိုပြီးတော့ခံစားရတဲ့သူဘယ်နှယောက်ရှိလဲလက်ထောင်ကြည့်ပါဆရာမဆိုရင်နော်သူပင်ပန်းလာပြီဆိုရင်လှုပ်တတ်တာတခုရှိတယ်တခါတလေကျအတန်တော်ထွက်တယ်ဟာအဲ့ဒါအသိပြပါလေဟူးလေုံမုတ်ထုတ်တာအထဲမှာအရန်ကိုပိတ်လောင်နေပြီအရန်ကိုပင်ပန်းနေပြီအရန်ကိုမွန်းကျက်နေပြီအင်းအားတွေကအရန်တုံးလိုက်ရပြီနော်ကျွန်တော်တို့ကလေတခုခုလုပ်တဲ့အခါမှာကျွန်တော်တို့ရဲ့ကြွက်သားတွေကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာထဲမှာရှိတဲ့အစီတွေကလောင်ကျွမ်းတာဟုတ်လားအဲ့တော့ပင်ပန်းတာပေါ့ကြာလာတဲ့အခါ energy တွေကလောင်ကျွမ်း energy တွေကတဖြည်းဖြည်းနဲ့ကုန်လာတဲ့အခါပင်ပန်းလာအဲ့တော့ဒီနေ့မှာဒီမှာရှိတဲ့ညီကောင်မတို့ပင်ပန်းလာပင်ပန်းရင်ဘာလုပ်ပါလဲအနားယူပါလွယ်လွယ်လေးဟိုတချို့ပင်ပန်းနေဒါပေမဲ့အနားမယူဘူးဖြစ်နေတယ်အနားမယူကြဘူးဘာဖြစ်လို့လဲဆိုအနားယူတဲ့ဟာကိုအနားယူခြင်းကိုအချိန်ဖြုံးတယ်လို့ထင်ကြတယ်တချို့ကအနားယူခြင်းကိုပြင်းရည်တယ်လို့ထင်ကြတယ်ဒါကြောင့်ဒီမှာရှိတဲ့ညီကောင်မောင်မတွေကိုဒီနေ့ကျွန်တော်ပြောပြချင်တာကအနားယူခြင်းဒီအချိန်ဖြုံးတီးခြင်းပြင်းရည်ခြင်းမဟုတ်ပါအနားယူခြင်းဒီပြန်လေအားဖြည့်ကုသခြင်းဖြစ်တယ်အာမင်ပြောပါအောင်အနားယူခြင်းဆိုတာပြန်လေအားဖြည့်ကုသခြင်းဖြစ်ပါတယ်ဖယားတခင်ကတင်းနဲ့ကျွန်ုပ်ကိုဖန်ဆင်းတဲ့အခါမှာကျွန်တော်အလုတ်ရှားတဲ့ပုံစံရှိတယ်ပေါ့အဲ့ဒါကိုကျွန်တော်ကသဘောပေါက်ဖို့လိုတယ်လူကအနားယူဖို့လိုတယ်လူမပြောနဲ့ဖယားတခင်တော့အနားယူတာရှိတယ်တကယ်တော့ဖယားအနားယူဖို့လိုအပ်လို့ဖယားကနားတာတော့မဟုတ်ဘူးဒါပေမဲ့ဖယားတခင်အနားယူပေးတဲ့အကြောင်းရင်းကတင်အနားယူဖို့လိုအပ်လို့နားပေးတာဖြစ်တယ်အဲ့တော့ဖယားတခင်ဖန်ဆင်းခဲ့တဲ့အဲ့ဒီဖန်ဆင်းခြင်းထဲမှာအရာအလုံးကအနားယူဖို့လိုတယ်လူလည်းအနားယူဖို့လိုတယ်သူရိษံလည်းအနားယူဖို့လိုတယ်ပြီးတဲ့အခါမှာနောက်ဆုံးတစ်ပင်တွေတော်မှအနားယူကြတယ်မလားတချို့တစ်ပင်တွေဆိုတော့တိတာတဲ့တစ်ပင်တွေရှိတယ်ဥပမာထိကယုံပင်လေးတွေဆိုရင်သူကညဆိုရင်ဘာဖြစ်လဲကိုယ်ပြီးတော့အဲ့လိုကုတ်ပင်နေပါလေဆိုရင်ညဆိုရင်သူကမနေ့ကျမှပဲဖြန့်ပြီးတော့သူကပြန်ပြီးတော့နေအောင်ကြည်တွေကိုစုပ်ယူတာအဲ့တော့ဖန်ဆင်းတဲ့အပင်တွေကိုကြည့်ရင်တော့မှသူကအနားယူရတယ်အဲ့ဒါတွေမကဘူးမြေကြီးတောင်အနားယူရတယ်မြေကြီးတော်မှထွန်ဆိုင်နောက်တစ်ခါထွန်နောက်ဆိုင်နောက်တစ်ခါထွန်ပြန်ဆိုင်နောက်တစ်ခါထွန်ပြန်ဆိုင်အဲ့ဒီမြေကြီးကအလုံးမလုံးနိုင်တော့မြေစီလွာတွေကကုန်သွားတယ်အဲ့တော့အားလုံးကဘာလို့ ရလဲဆိုရင်အနားယူရတယ်ကျွန်တော်တို့ဒေါသထွက်တာဘာဖြစ်လို့ထွက်တာလဲသိလားအရန်ပင်ပန်းတဲ့ခါမှာဒေါသထွက်တယ်လူက focus ဘာဖြစ်လို့မလုပ်နိုင်တာလဲသိလားအရန်ပင်ပန်းလို့ focus မလုပ်နိုင်တာစိတ်ကကြောင်ချောက်ချားဖြစ်တာဘာဖြစ်လို့လဲသိလားအနားမယူလို့ဖြစ်တယ်အဲ့တော့ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာခန္ဓာရောစိတ်ရောဝိညာဉ်ရောဘာလို့ဖို့လို့လဲဆိုရင်အနားယူဖို့လို့တယ်အဲ့တော့အနားယူခြင်းကခုနပြောသလိုဘာမလုပ်တာလဲအချိန်ဖြုံးတီးတာပြင်းရည်တာမဟုတ်ဘူးပြန်ပြီးတော့အားဖြည့်ဖို့ရန်အတွက်ဖြစ်တယ်အာမင်ဒါကြောင့်ဒီနေရာမှာနော်စာရလေးတစ်ခု if Satan can make you bad he will make you busy အဲ့တော့စာရန်ကတင့်ကိုဒုက္ခပေးအောင်လုပ်လို့ဒုက္ခပေးလို့မရရင်တဲ့တင့်ကိုဘာလုပ်မလဲဆိုရင်အလုတ်များအောင်လုပ်လိုက်စာရန်ကတင့်ကိုဒုက္ခပေးလို့မရတော့ဘူးဆိုတာနဲ့သူတင့်ကိုအလုတ်များအောင်လုပ်ပေးလိုက် busy ငယ်ငယ်တော့ကလေ I'm busy ဆိုတဲ့ဟာကိုကျွန်တော်ပေါ့နော်ကျွန်တဲ့သူတော့မသိဘူးတယောက်ကကျွန်တော်တို့တခုခုပြောတဲ့ခါမှာကျွန်တော်အလုပ်များနေတယ်တို့ I'm busy တို့ပြောရင်လေအရန်အားကြတာပဲသိလားကျွန်တော်ဟာဟုတ်လားမိုက်တယ်ကွာအလုပ်နဲ့အကင်နဲ့ပေါ့တေချာလုပ်တယ်ပေါ့နော် busy always busy ပေါ့
တဖြည်းဖြည်းနဲ့ကိုအသက်ရွယ်ရလာတော့သူများတော့ကိုက busy ဆိုတဲ့စကားလုံးပြောဖို့အရန်အားနာတယ်ငါမအားဘူးလို့ပြောရမယ့်စကားအရန်အားနာတယ်ဒါပေမဲ့အားလားဆိုမအားတော့ဝဲတာနော်အဲ့တော့အခုချိန်မှာပြန်ပြီးတော့စဉ်းစားကြည့်ရင်ဘယ်အချိန်အားလေလို့ပြောရင်ဘယ်အချိန်မှမအားဘူးဒါကြောင့်တခါတလေမှာလူတွေကလည်းဆရာအားရင်လို့ပြောရင်အားတဲ့အချိန်ကိုမရှိဘူးဘလောက်တော့မအားဘူးလေဆိုရင်ကျွန်တော်အဖေနဲ့အမေမြန်မာနိုင်ငံကနေပြီးတော့ရောက်လာတဲ့အခါကျတော့ရောက်တာနဲ့နော်သားသမီးတွေနဲ့တွေ့ချင်လို့ရောက်လာတာပေါ့ဟုတ်လားသားသမီးနဲ့အတူတူနေချင်လို့ရောက်လာတဲ့ညမှာသမင်းအတူစားတယ်အဲ့ဒီနေ့ကနေစပြီးတော့3လတစ်ခါပဲစားတယ်3လကြာတာအတူတူသမင်းစားတာတစ်ခါပဲအဲ့တော့အတူတူသမင်းစားဖို့တော့အချိန်မရအောင် very busy နော်အဖေမနဲ့မပြောနဲ့မိသားစုနော်စနီးနဲ့တောင်မှတခါတလေကြာရင်တိတ်မတွေ့ရချင်ဘူးသူကမနဲ့စောစောထားပြီး home stay သွားလိုက်တယ်ကျွန်တော်ကတော့ယုံသွားတယ်ပြီးညနေပိုင်းကျရင်သူတို့ကလေးနဲ့သူနဲ့အိတ်သွားပြီဆိုကျွန်တော်ကမပြန်လာသေးဘူးခန့်နေမှပြန်လာတယ်ပြီးမနေ့ကျရင်သူကသွားတယ်အဲ့တော့ကြည့်နော် busy တယ် very busy အဲ့တော့အဲ့ဒီအလုပ်များတဲ့ဟာတွေကလေကျွန်တော်တို့ကိုဘာဖြစ်စေလဲသိလားကျွန်တော်တို့ကိုဆုံးရှုံးစေတယ်ဗျကျွန်တော်ကအလုပ်တွေအများကြီးလုပ်ရင်လေအရာကောင်းလာမယ်လို့ထင်တာဒါပေမဲ့အဲ့အကုန်လုံးဆုံးရှုံးလာတယ်များလွန်းလို့အလုပ်တွေများလွန်းလို့စနေမောင်နှံအတွက်အချိန်မရှိတော့ဘူးသားသမီးအတွက်အချိန်မရှိတော့ဘူးမိဘတွေအတွက်အချိန်မရှိသားသမီးညီကောင်မောင်နှမတွေနဲ့အချိန်မရှိအဲ့ဒီအချိန်မရှိတော့တဲ့ຢာတွေဒါကြောင့်မလို့ဒီနေ့ခေတ်မှာစာရန်ကကျွန်တော်ကိုဘာလုပ်လိုက်လဲဆိုရင် busy life လုပ်ပေးလိုက်တာဘာကြောင့်ဆိုသူဒုက္ခပေးလို့မရအောင်တမန်တရားနဲ့ပြည့်စုံတဲ့သူတွေဒုက္ခပေးလို့မရတော့အမင်ထူးနေတဲ့အချိန်မှာပဲ busy ပေးလိုက်တာအဲ့ဒါ busy ပေးလိုက်တော့ဖခင်ကြောင့်တွားရအောင် I'm busy set group တွားရအောင် I'm busy ကျန်းစာဖတ်ရအောင် busy ဆုတောင်းရအောင် busy မိသားစုနဲ့သမီးဝိုင်းအတူစားမယ် busy always busy အဲ့တော့တစ်ချိန်လုံးအလုပ်တွေများနေတာဒါကြောင့်ကျွန်တော်ပြောပြမယ်ဖခင်သခင်ကတင့်ကို24 hour mission အနေနဲ့ဖန်ဆင်းထားတာမဟုတ်ဘူးတင့်ကို human being လူသားအနေနဲ့ဖန်ဆင်းထားတာဖြစ်တယ်24နာရီ busy နေဖို့ဘုရားကျွန်တော်တို့ကိုဖန်ဆင်းထားတာမဟုတ်ဘူးနားတဲ့အချိန်ဘုရားသခင်ကျွန်တော်တို့ကိုပေးထားတယ်အဲ့တော့အဲ့ဒီနားတဲ့အချိန်ကကျွန်တော်တို့ quality time လို့ခေါ်ကြကျွန်တော်ကနားတဲ့အချိန်တွေကို quality time တကယ်အသိပဲရှိပြီးတော့အရေးသွေးရှိတဲ့အချိန်လုံးဝတန်ဖိုးရှိဆုံးသောအချိန်လို့ခေါ်တယ်နားတဲ့အချိန်က quality time တကယ်ချင်းနေနဲ့စကားပြောတဲ့အချိန်သူတို့ကသမင်းစားနေတဲ့အချိန်အဲ့ဒါ quality time အဲ့ဒီအချိန်ကအရန်တန်ဖိုးရှိတဲ့အချိန်ကျန်တဲ့အလုပ်ချိန်တွေကိုအဲ့ဒါကိုတန်ဖိုးထားတာမဟုတ်အဲ့လိုပြောတော့ဒီနေ့ပြင်းနေတာနဲ့ကွက်တိပဲဆိုတဖွဲ့ရှိရင်လည်းရှိမှာပေါ့နော်အဲ့ဒါကတော့တင်းရဲ့ဉာဏ်ပညာနဲ့တင်းပါတင်ဆင်ခြင်းပေါ့အဲ့ဒီကိစ္စပြောတာမဟုတ်ဘူး။အော်ငါနားနေတာနဲ့ကွက်တိပဲဟုတ်လား။အဲ့ဒါကိုပြောတာမဟုတ်ဘူး။ဒါမဲ့မလေးရှားလူနေရာမှာကျတော့အလုပ်လုပ်ပါလို့ပြောတာချက်လေနားပါလို့ပြောဖို့တိတ်ပြီးတော့အရေးကြီးလာတယ်။ဘာကြောင့်လဲသိလား။လူတွေကအလုပ်ရှိရင်လည်းအရင်ပင်ပန်းတယ်အလုပ်ရှိရင်ရောပင်ပန်းတယ်လေနော်။အလုပ်ရှိရင်လည်းဟာအလုပ်ကလည်းမပြီးနိုင်ဘူးကွာအလုပ်ရမ်းရှိတယ်။နင်အလုပ်ကနေထွက်ကြည့်။အလုပ်ကနေထွက်ပြီးတော့2ရက်လောက်အိမ်မှာနေကြည့်ဘယ်လိုဖြစ်လဲ။ဟာပင်ပန်းလိုက်တာအလုပ်မရှိတော့လေငါဘယ်လိုလုပ်ရမလဲအလုပ်ကမရှိဘူး။အလုပ်ရှိတော့ကအလုပ်မရှိတဲ့အချိန်ကိုတောင်းတတယ်လေအလုပ်ရှိတဲ့အလုပ်လည်းမရှိတော့အလုပ်ရှိတဲ့အချိန်ကိုပြန်တောင်းတတယ်လေအဲ့ဒါနဲ့ busy ခိုင်းတာသူ့တစ်ချိန်လုံးလေနားပေါ်ရေးစင်းနားတဲ့အချိန်မှာဘာဖြစ်လဲနားတဲ့အချိန်ဖခင်ကြောင့်တွားလေနှုတ်ကပတ်တော်ခံယူဖို့အမှုဆောင်ဖို့ဖခင်တခင်နဲ့တွားဖို့အတိတ်ပဲရှိတဲ့အချိန်တွေဖန်တီးဖို့နားတဲ့အချိန်လေးမှာစာရကတချို့လေအနားယူတဲ့ပျော်ပွဲစားတွားတာတော့ပင်ပန်းပြီးပြန်လာခိုင်းတယ်တချို့ကသွားတာပျော်ပွဲစားအပန်းဖြေပြီးသွားတာအမောပြေအောင်ဆိုပြီးတော့သွားတာဟိုရောက်ပြီးမှပြန်လာတော့အမလေးကြိုက်လိုက်တာဟိုနားကြိုက်ဒီနားကြိုက်နာတာနဲ့ပင်ပန်းတာနဲ့ပတ်စံကုန်တာနဲ့လုံးဝမကြိုက်ဘူးရှိဘူးလားရှိဘူးလေမင်္ဂလာတွေဆိုရင်တော့အမလေးမကျင်တဲ့စိတ်တွေကတော့အပြည့်ရိုက်ထားတဲ့တပ်ပုံကအပုံ1000လောက်ရှိတယ်ဖြတ်ရတာအဲ့ဒါညတကောင်ကြီးအင်းငိုက်နေပြီဒါပေမဲ့ဖြတ်လို့မပြီးသေးဘူးအဲ့ဒါရွေးနေရတာနဲ့တပုံကမလောက်ရိုက်ထား
အခုနောက်ကျေးဇူးပြုပြီးခေါ်ပြီးကျေးဇူးပြုပြီးခဏရိုက်ပေးနော်ဟိုကလည်းရိုက်ပေးတာပေါ့ခဏနဲ့ကြတော့ကျေးဇူးတင်ပါတယ်ဟိုဒီတယောက်လည်းဘာရိုက်တာလဲမတညလုံးမှာလှုပ်တယ်များနေတို့နော်မပြီးနိုင်တော့အဲ့တော့စာရန်ကကျွန်တော်ဘာလုပ်လဲဆိုပင်ပန်းအောင်လုပ်တယ်ဘီစီနဲ့အောင်လုပ်တယ်အမြဲတမ်းဆိုတော့ကျွန်တော်နားဖို့လုပ်တယ်ပြောနားဖို့လုပ်တယ်အနားယူတယ်ဆိုတာကအချိန်ဖြုံးလိုက်တာမဟုတ်ဘူးအဲ့တော့ကျွန်တော်ကအနားယူတဲ့ဟာကိုတန်ဖိုးလို့မတတ်မှတ်ဘူးတချို့ကနော်ဒါဆိုရင်အနားယူဖို့ရန်အတွက်လေတင်းရဲ့ငွေကြေးတွေကိုတုံးဖို့လိုတယ်တချို့တင်းအနားယူဖို့ရန်အတွက်အနားရဖို့ရန်အတွက်အချိန်တွေကိုအသုံးပြုဖို့လိုတယ်အင်အားတွေကိုအသုံးပြုဖို့လိုတယ်တချို့တော့ဖယားတခင်ကတော့တင်းတဲ့ကျွန်ုပ်ကိုလေခန္ဓာစိတ်ဝိညာဉ်ကိုအမြဲတမ်းမှာဘာဖြစ်စေချင်လဲဆိုရင်တညီတညွတ်တေကြီးထွားပြီးတော့ဘုန်းတော်တင်ရှားတဲ့သူဖြစ်စေချင်တယ်ကိုခန္ဓာလေးကျမ်းမာတဲ့သူဖြစ်စေချင်တယ်စိတ်လေးကျမ်းမာတဲ့သူဖြစ်စေချင်တယ်တချို့ကကိုခန္ဓာကတော့တောင်တောင်မြည်ပဲစိတ်ကမကျမ်းမာဘူးကြောင်တောင်တောင်ဖြစ်နေဟာလားစိတ်ကမကျမ်းမာဘူးဘာလို့စိတ်ကလည်းအနားမရဘူး तू อ่ะအဲ့တော့ဒီနေ့မှာဆရာပြောပြချင်တယ်ခန္ဓာရောစိတ်ရောအနားယူဖို့လိုတယ်ကျမ်းစာထဲမှာတော့ယေရှုကဘာပြောလဲဆိုရင်ဒီလိုပြောတယ်ရှမသက်ခန်းကြီး7ပိုင်ငယ်28မှာဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့ငါထံသို့လာကြလောငါသည်ချမ်းသာပေးမည်ငါသည်ချမ်းသာပေးမည်အင်္ဂလိပ်ကျမ်းစာထဲမှာတော့ဒီလိုပြောတယ် I will give you rest ငါမင်းကိုအနားပေးမယ်တဲ့ပင်ပန်းတလားတဲ့ငါစီကိုလာခဲ့ပါတဲ့ငါနင်းကိုအနားပေးမယ်ဘုရားသခင်ပြောတယ်တင့်ကိုအနားပေးမယ်အဲကျွန်တော်တို့နားဖို့လိုအပ်တယ်ဆိုတော့ဘုရားသခင်သိတယ်အာမင်ကျွန်တော်တို့နားဖို့လိုတယ်ဆိုတော့ဘုရားသခင်သိတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကိုအိတ်တဲ့အချိန်စားတဲ့အချိန်တရက်လုံးနားတဲ့အချိန်ပြပေးထားတာတချို့လောက်ငန်းရှင်တွေမသိဘူးတစ်ပတ်မှာ2ရက်တစ်လမှာ2ရက်ပဲနားခိုင်းတယ်ဘုရားသခင်ကျွန်တော်ကိုတစ်ပတ်မှာ9ရက်မှာ1ရက်နားခိုင်းတယ်ဟုတ်လားတဲ့လုပ်ငန်းရှင်ကိုလည်းတရားဟောရမယ့်သဘောရှိတယ်တရက်နားခိုင်းတယ်ဖယားခင်ကကျွန်တော်ကိုခန္ဓာကိုယ်ပဲနားခိုင်းတာလားစာလံ23အပိုက်ငယ်1ကနေ3ထိဖတ်တဲ့ကသာဝရဘုရားသည်ငါဤတိုးထိန်ဖြစ်တော်မူဤငါသည်စင်ရဲမခံရစင်ရဲစိန်လန်းသောကျက်စားရာရ၌ငါကိုအိတ်စေတော်မူဤတာယာသောမျက်နာသို့လမ်းပြတော်မူဤငါဝိညာဉ်ကိုအားဖြည့်၍နာမတော်အဖို့လိုငါတရားလမ်းထဲ၌သွေးဆောင်တော်မူ၏ဖယားသခင်ငါတို့ကိုဂရုစိုက်တာဝိညာဉ်ရေးရပဲမဟုတ်ဘူးတချို့ကဒီလိုထင်တယ်ဖယားနဲ့ပတ်သက်လိုက်တာဝိညာဉ်ရေးရပဲစိတ်ပိုင်းဆိုင်ရာမဆိုင်အောင်ခန္ဓာပိုင်းဆိုင်ရာမဆိုင်အောင်ဝိညာဉ်ရေးရအတွက်တခုပဲငါတို့ဖယားเจ้าလာတဲ့ဆိုတော့ဝိညာဉ်ရေးရအတွက်ပဲကျန်တာမပါဘူးလို့ထင်တဲ့သူရှိတယ် no ဘုရားကြောင့်လာတာခန္ဓာပိုင်းရောဝိညာဉ်ပိုင်းရောစိတ်ပိုင်းရောအားလုံးပါတယ်အာမင်ဘုရားကြောင့်လာပြီးဒုက္ခမပေးဘူးဘုရားကြောင့်လာတဲ့အခါမှာကျွန်တော်ခရစ်ယာန်ဘုရားကြောင့်လည်းဘလောက်ကောင်းလဲဟုတ်လားရှေးပေးလေးခုံအနောက်မီလေးနဲ့ကြွလေးနဲ့ထိုင်လို့ရတယ်အဲ့လားပြင်တိုင်းတော့မပြတ်ဘူးဟုတ်တယ်မလားကျွန်တော်ဘုရားကြောင့်ဆိုဘလောက်ကောင်းလဲဖက်နှက်တောင်စီးလို့ရတယ်တချို့ဘုရားကြောင့်ဆိုရင်ဖက်နှက်စီးလို့မရဘူးအဝိဇ္ဇဟိုဝတ်လို့မရဘူးတရားဝတ်လို့မရဘူးမယုံကြည်သူတွေဆိုရင်ပို့ဆိုးဘုရားကျောင်းမှာတွားသူတို့ဘုရားကျောင်းမှာတွားရင်ဒီလိုနေရတယ်ပြီးရင်ခြေတော့နှစ်ဖက်ကနောက်မှာခောက်ထားကျင်နာနော်ကျင်နာတာမဟုတ်ဘူးနော်ကျင်နာကိုပြောတာဘလောက်ပဲကျင်ဘလောက်ပဲနာဘလောက်ပဲခံစားရခက်ထိုင်ဟိုကမဟောပြီးမချင်းထိုင်ကျင်ကြိုက်ရင်တော့မရိုက်နဲ့တီလာပြတ်ငိမ့်လေးနဲ့အဲ့လိုလုပ်ရတာဖះเจ้าလာတာဒါပေမဲ့ကျွန်တော်ခရိယန်တွေကတော့အမလေးခက်တီပါပဲအဲ့တဲ့တော့တစ်ဖွဲ့ရှိတယ်နော်ဒါပေမဲ့ဘယ်သူမှမပြောပါဘူးနော်သင်ဟုတ်လားမလားငါဖအိမ်မှာငါအိတ်တာဘာဖြစ်လဲပြောလာမှလေးဆိုကြတယ်ကိစ္စမရှိပါဘူးအဲ့တော့သင်တချို့ကလည်းတရားဟောပြီးတော့ခွန်အားရပြီးပြန်သွားတာဝိညာဉ်ခွန်အားမဟုတ်ကာယခွန်အားရတာတော်မနေ့ညအိတ်ငိုက်တာအရာအိတ်ချင်တာဘုရားကျောင်းရောက်တာနဲ့အဲကွန်လေးအေးလေးဆရာဟောတာလည်းတနားလောက်ကြားတယ်ဆိုတော့ကွတ်တိတနားဆိုအိတ်ရဲဝပြီလေနော်အဲ့လိုပြောတော့တရားဟောတဲ့ကအိတ်ဘာလို့တော့မဆိုလို့ပါဘူးဒါပေမဲ့ကျွန်တော်တို့
ဖះเจ้าလာတယ်ဆိုတာလေဖះတခင်ကျွန်တော်ကိုဂယုစိုက်တယ်ဆိုတာကျွန်တော်ရဲ့ခန္ဓာကိုယ်လည်းဖះဂယုစိုက်တယ်ကျွန်တော်ရဲ့စိတ်ကိုလည်းဖះဂယုစိုက်တယ်ဒါကြောင့်တွတ်တယ်လို့ပြောတာငါဒီစင်းရဲမခံရလို့ပြောတဲ့အခါစိတ်စင်းရဲလည်းမခံရအောင်ကိုယ်စင်းရဲလည်းမခံရအောင်ဘာဖြစ်လို့ဆိုဖះတခင်ကစိန်လန်းသောချက်စားရရဲ့၌ငါ့ကိုအိတ်စေတော်မူ၏ဘာလို့ခိုင်းလဲစားခိုင်းတယ်အိတ်ခိုင်းတယ်ပြောစားခိုင်းတယ်အိတ်ခိုင်းတယ်ခန္ဓာပိုင်းဆိုင်ရာကိုဘယ်လိုမျိုးအနာယူရလဲခန္ဓာပိုင်းဆိုင်ရာအနာယူခြင်းကဘယ်လိုယူရလဲဆိုရင်စားတယ်အိတ်တယ်အဲ့ဒါကိုခန္ဓာအနာယူတာအနာယူတဲ့ plus ကဘာလဲဆိုအားဖြည့်တာပြောအားဖြည့်တာအနာယူခြင်းနဲ့ညီမျှချင်းချလိုက်အားဖြည့်ခြင်းကုန်ခန်းသွားတတ်တဲ့လူကနော်ဒါကြောင့်မလို့အသွေးခေါ်ပညာရှင်တွေကစိတ်ပညာရှင်တွေအသွေးခေါ်ပညာရှင်တွေအားလုံးကဒီလိုပြောလူအားတဲ့လူတယောက်ရဲ့ energy ပေါ့လူတယောက်ရဲ့ခွန်အားဘာနဲ့တူလဲဆိုဓာတ်ခဲနဲ့တူတယ်ကျွန်တော်တို့ဖုန်းကအားသွင်းချခြင်းသွင်းထားတဲ့က3ရင်းနဲ့တဖြည်းဖြည်းကုန်လာတယ်မလားတဖြည်းဖြည်းကုန်လာအဲ့တော့ကျွန်တော်ရဲ့ကိုယ်ခန္ဓာအင်အားလဲအဲ့လိုပဲမနဲ့စောစောထလာနဲ့အော်ကော်ဖီလေးတစ်ခွက်တောက်လိုက်အော်တက်ကြွလန်းဆန်းနေပဲအရာခတ်သိမ်းကဘာကြီးကိုမောက်လမ်းမယ်ဟဲ့ဒီနေ့တော့ငါအကုန်လုတ်တော့မယ်ဘာတောင်ဖြစ်ဖြစ်ငါဖြုံမယ်ပေါ့အင်အားအပြည့်နဲ့အဲ့နဲ့တဖြည်းဖြည်းလို့နေ12နာရီလောက်ရောက်လာတော့နည်းနည်းပင်ပန်းလာညနေ3နာရီ4နာရီနဲ့တဖြည်းဖြည်းနဲ့9နာရီလောက်ရောက်လာမခံနိုင်တော့လူကဘာဖြစ်လာလဲအင်အားလျော့လာအဲ့တော့လူရဲ့ကိုယ်ခန္ဓာရဲ့သဘောကလည်းသူက battery down တယ်လို့မျိုးတဖြည်းဖြည်း down လာတာနော်အဲ့လိုပဲစိတ်လည်းဒီတိုင်းပဲစိတ်ကလည်းမနဲ့စိုးစိုးစိတ်တက်ကြွတယ်လန်းဆန်းတယ်နော်အင်အားအပြည့်နဲ့ဒါပေမဲ့ तू ကကိုယ်ခန္ဓာကလည်းဘာဖြစ်လာဖြည်းဖြည်းနဲ့ तू ကလည်းဘာဖြစ်လာလဲဆိုရင်တဖြည်းဖြည်းနဲ့စိတ်သက်ခွန်အားပေါ့နော်အဲ့ဒီစိတ်သက်ရဲ့ခွန်အားကလည်းတဖြည်းဖြည်း तू ကလျှော့လာဒါကြောင့်ညနေပိုင်းရောက်လာတဲ့ခါလူတွေက self control မကောင်းတော့ညနေပိုင်းရောက်လာတဲ့ခါကျရင် तू ကပင်ပန်းလာဒါကြောင့်လူတွေကရံဖြစ်ညနေပိုင်းပူရံဖြစ်တယ်မနဲ့စောစောထပြီးရံဖြစ်တာတိတ်မရှိဘူးအဲ့ဒါအိပ်ရပြတ်ထားတဲ့အဖွဲပဲနေမှာဟုတ်လားကားတိုက်မှုတွေရှင်တိုက်မှုတွေလည်းဘယ်အချိန်ပူဖြစ်လဲညနေပိုင်းပူဖြစ်တယ်ဟုတ်လားဓာတ်ထိုးမှုတွေထိုးမှုတွေကြိတ်မှုတွေညနေပိုင်းဖြစ်တယ်အဲ့ဒီချိန်ဆိုတော့တနေကုန်ပင်ပန်းလာတာဖြစ်တဲ့အခါကိုယ်ခန္ဓာလည်းပင်ပန်းတယ်လို့စိတ်ကလည်းပင်ပန်းလာတဲ့အခါအဲ့ဒီအင်အားမရှိတော့တဲ့အခါမှာ तू ကသူ့ကိုယ်သူ control မလုပ်နိုင်တော့ပြန်ပြီးတော့မတွေးနိုင်တော့မစဉ်းစားနိုင်တော့အဲ့မှာဒေါသတွေထွက်ပေါက်ကွဲရန်တွေဖြစ်ကြအဲ့ဒါညနေပိုင်းမှာစဖြစ်တာအဲ့တော့လူတွေကပင်ပန်းလာတဲ့အခါမှာနွမ်းနယ်လာတဲ့အခါမှာဘာဖြစ်တတ်လဲဆိုရင်မှန်ကန်တဲ့ decision ကိုမချနိုင်တော့ဒါကြောင့်ကျွန်တော်တို့ကအဲ့ဒီအချိန်မှာဘာလုပ်ရမှာလဲအနားယူရမှာဒါပေမဲ့ကျွန်တော်တို့ကတော့ညနေပိုင်းရောက်လာတယ်သမင်းနဲ့စားလိုက်ပြီးဖုန်းပို့ပြီးတညလုံးမအိပ်တော့အဲ့ဒါနဲ့မနေ့4နိုင်လောက်မှပဲ9နိုင်လောက်မှပဲပြန်အိပ်တယ်အဲ့ဒါမနေ့စောစောထားတော့ဘလို့ခုံအားရှိမလဲကြည့်နော်တင်ကအလုံးမလုံးလို့မအောင်မြင်တာမဟုတ်ဘူးတင်ကမနာလို့မအောင်မြင်တာဘယ်လိုပြောလိုက်တင်အရန်စူးစားတယ်ခက်တာမနာတာဟုတ်တယ်မနာဘူးလေအဲ့ရပေါ်မှာနေပြီးတော့နားနေတယ်လို့မထင်နဲ့သူ့မှာကဘာပေါ်ကရှိသမျှသတင်းပေါင်းစုံကိုကြည့်ပြီးတော့မှခေါင်းတွေကိုက်နေတာ तू ဟုတ်လားဟေးဘေးမှာသာပြောမဲ့သူရှိအဲ့တယောက်တညလုံးထိုင်ပြောတော့မှအဲ့ဒီကိစ္စကိုသူအနားမရဘူးဒါကြောင့်မလို့ဖယားခင်ကဘာပြောလဲဆိုရင်ခန္ဓာပိုင်းဆိုင်ကိုလည်းအနားယူဒါကြောင့်ညီကိုမောင်နှမတို့ဖယားကကျွေးတယ်အိတ်ခိုင်းတယ်ဒါကြောင့်လူကအိတ်ဖို့လို့တယ်ဒီလိုမျိုးမြို့ပြတွေမှာနေတဲ့သူကအိတ်ချိန်မလောက်ဘူးသူတို့ပြင်လူငယ်တွေကတိတ်မအိတ်ကြဘူးသူတို့ game ဆော့တဲ့သူနဲ့တညလုံး social media သုံးတဲ့သူနဲ့ဟုတ်လားဖုန်းပြောနေတဲ့သူနဲ့ဇက်ကားကြည့်နေတဲ့သူတွေနဲ့မအိတ်ကြဘူးသူတို့မအိတ်တဲ့ခါကျတော့အိတ်ရင်မဝအောင်အိတ်ရင်မဝတော့သူဘာဖြစ်လဲဆိုရင်မနဲ့ပြန်မနဲ့စောစောထတယ်အဲ့တော့မနဲ့ပြန်နောက်ကြမှထတာလည်းဟုတ်တယ်နောက်ကြမှထရင်လည်းပဲသူကညအိတ်ကအိတ်တဲ့အချိန်မလောက်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအချိန်က तू ကအာယုံစုဆိုင်မှုမကောင်းတော့အဲ့တော့အလုတ်လုတ်တဲ့အခါမှာ quality မထွက်လာအောင်အဲ့တော့ကိုကအလုတ်ကပြီးသွားတယ်ဆိုရင်မကောင်းဘူးအကောင်းဆုံးဘယ်လောက်ထွက်လာလဲဆိုတော့ quality ကကိုယ့်ရဲ့တန်ဖိုးဖြစ်တယ်လူတယောက်ကတန်ဖိုးရှိလားမရှိဘူးလားဆိုတော့ तू သူ့ရဲ့အထက်ကနဲ့ဘာ quality ထွက်လာလဲအဲ့ဒါအရေးကြီးတယ်အဲ့တော့အကောင်းဆုံးဆိုတဲ့အရာတွေပေါ့တင်အလုတ်လုတ်နေတဲ့အခါမှာတချို့ကအလုတ်ထဲမှာဘယ်လိုဖြစ်လဲဆိုတော့အချိန်တိုင်းလဲလာစားရမှာပဲလေဘာဖြစ်လဲနင်းကလည်းအဲ့လောက်ကြီးလဲလုတ်ဆရာမလို့ကို့အလုတ်မှမဟုတ်တာနောက်မှပဲကို့အလုတ်ကြမှာပဲကိုကောင်းကောင်းလုတ်မှာပေါ့အဲ့လိုမျိုးစိတ်ရှိတဲ့သူတွေရှိတယ်ဆရာပြောတင်ဟာတစ်သက်လုံးအလုတ်သမားလုတ်မယ်ဆိုတဲ့ mindset ဖြစ်ပါတယ်အဲ့ဒါဘယ်တော့အခါမှတင်အလုတ်ရှင်ဖြစ်လာမှာမဟုတ်ဘယ်တော့မှတိုးတက်လာမှာမဟုတ်ဘာကြောင့်လဲဆိုရင်
လူကတစ်နှစ်နှစ်နှစ်လောက်တာအကျင့်ပါသွားရင်နောက်ကျရင်မလောက်တတ်တော့ဘူးဗျခောက်ရိုးကျိုးသွားတယ်ပေါ့နော်ဒါကြောင့်ကိုကအလုပ်ထဲမှာအကောင်းဆုံးသော quality တွေထွက်လာဖို့ရန်အတွက်မိမိရဲ့လုပ်ငန်းရှင်သဘောကျတဲ့အခြေအနေဖြစ်လာဖို့ရန်အတွက်တချို့ကကိုလုပ်ငန်းရှင်သဘောကျမှာတော့မကြိုက်တဲ့သူရှိတယ်ကိုလုပ်ငန်းရှင်ကိုလုပ်တာရန်ကောင်းတယ်ဆိုရဲဟောသဘောကျမှာတော့ကြောက်ဟွာရှိတယ်တချင်တော့ကကျွန်တော်တွေ့တဲ့အတိတယောက်ရှိရပေါ့နော်သူကဘာလို့ဆိုတော့သူကအလုပ်ထဲမှာတဲ့သူအလုပ်ထဲမှာပေါ့နော်သူတို့ချက်ပြုတ်စားတော့ကြတဲ့ခါမှာဘာမှမကောင်းတဲ့ဟိုကလည်းမကောင်းတယ်လည်းမကောင်းတယ်လည်းမကောင်းနေ့တိုင်းလာပြောတော့ကျွန်တော်ပြောတာဟာမင်းအလောက်ထိချက်တတ်တာအလောက်ထိကောင်းတာမင်းချက်ကျွေးလိုက်ပါလားဟုတ်တယ်မလားဒါမှမဟုတ်လေသူတို့တင်ပေးတယ်ဆိုလုံးဝမချက်နဲ့ဆရာလုံးဝမပြောနဲ့တော့တဲ့ကျွန်တော်ချက်တတ်တာလုံးဝမသိစေနဲ့တော့ဘာဖြစ်လို့ဆိုကျွန်တော်ချက်တတ်တာသိတော့ကျွန်တော်ပဲခိုင်းစားမှာတဲ့ဟာရှိုးသားတာသူ့ရဲ့တန်ဖိုးကို तू မပြချင်အောင်တန်ဖိုးကိုမပေးချင်တချို့က तू လှုပ်တတ်တယ် तू မလှုပ်တာစက်ပြမဲ့အဲ့ဒါတွေကတန်ဖိုးမထွက်လာစေဘူးကျွန်တော်ရေတာခိုတဲ့ဟာတွေကျွန်တော်ရဲ့ quality တွေကိုမထုတ်တဲ့ဟာတွေကဘဝမှာအကျင့်ပါသွားတတ်တယ်အဲ့ဒါ9နှစ်10နှစ်ရောက်လာရင်အဲ့ဒီလူကအဲ့လိုအကျင့်ပြတ်သွားတဲ့သူတယောက်ဖြစ်သွားတတ်တယ်ဒါကြောင့်နေ့မှာကျွန်တော်တို့အကောင်းဆုံးဆိုတဲ့အလုပ်တွေကိုလုပ်နိုင်ဖို့ရန်အတွက် excellent spirit နဲ့ကျွန်တော်အလုပ်လုပ်နိုင်ဖို့ရန်အတွက်မိမိရဲ့လုပ်ငန်းရှင်ဒါမှမဟုတ်အလုပ်ဖို့ဆောင်ပက်ဒါမှမဟုတ်မိတ်ဆွေညီကိုမောင်နှမတွေကြားထဲမှာသူက excellent ဖြစ်တယ်သူများနဲ့မတူတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတဲ့အရာကိုမြင်လာဖို့ရန်အတွက်ကသင်လုပ်ပြမှရမှာလုပ်တတ်မှရမှာလုပ်နေမှရမှာသင်ကိုအဲ့ဒီမှာမနာလိုတဲ့သူရှိလိမ့်မယ်ဟုတ်လားဒီလူကအရင်လောက်ပြတယ်ပြောတဲ့သူရှိလိမ့်မယ်တချို့နင့်ကိုခိုင်းစားတဲ့သူလည်းရှိလိမ့်မယ်ဒါပေမဲ့အဲ့ဒီဂျားထဲမှာပဲသင်ရဲ့စွမ်းဆောင်ရည်ကိုမြင်တဲ့သူလည်းအဲ့မှာပဲရောက်လာမှာဒါပေမဲ့ကျွန်တော်တို့ကဘာလို့ပဲမြင်လဲကိုယ်မကောင်းပြောမဲ့သူမနာလိုမဲ့သူခိုင်းစားမဲ့သူအနိုင်ကျင့်မဲ့သူအဲ့ဒါကိုပဲသူစဉ်းစားနေတာဖခင်ကအဲ့ဒီလူကိုပဲစေလွတ်တာမဟုတ်ဘူးနော်ယောသတ်ကိုပေါ်တီဖာမိန်းမလူမျိုးအပြစ်မရှိအပြစ်ရှာပြီးထောင်ထဲမှာပို့တဲ့သူတွေစေလွတ်တယ်အပြစ်မရှိအပြစ်ရှာပြီးညီကိုတွေကျွင်းထဲမှာပြစ်ချတဲ့သူမျိုးသူ့တွေ့စေတယ်လို့ရှင်ဘရင်ရဲ့ရှေ့မှာဖလားတော်ဝင်နဲ့လေသူ့ကိုတွေ့စေတယ်ဘယ်မှာလဲထောင်ထဲမှာဒါကြောင့်အခွင့်အရေးဆိုတာကဘလူလူတွေစီမှာပဲလာလဲဆိုရင် excellent spirit နဲ့အကောင်းဆုံးလှုပ်ဆောင်နေတဲ့သူတွေစီမှာပဲလာတယ်ဒါကြောင့်ဒီနေ့ဒီမှာရှိတဲ့လူငယ်ရောလူကြီးရောအားလုံးကိုကျွန်တော်ပြောပြချင်တယ်ဘာပဲလုပ်လို့အကောင်းဆုံးဆိုတဲ့အရာကိုလုပ်ပါအလုပ်ရှုပ်ခံပြီးတော့လုပ်ပါဆရာတချို့ဟာတွေဆိုအလုပ်ရှုပ်ခံတယ်ကျွန်တော်သူများတချို့ကမြင်တဲ့သူတွေရှိတယ်အလုပ်ရှုပ်ခံပြီးဘာတွေလုပ်နေလဲမသိဘူးဖြုတ်လိုက်တတ်လိုက်ကျွန်တော်ကောင်းဆုံးဆိုတဲ့ဟာမရမချင်းကျွန်တော်ဖြုတ်ချင်လဲဖြုတ်မှာလဲတက်ချင်လဲပတ်စံကုန်လဲကုန်ပါစေကျွန်တော်လိုချင်တဲ့ပုံစံတိုင်းရအောင်ကျွန်တော်လုပ်မှာတနေကုန်လှုပ်ထားပြီးဆရာရေးထားလိုက်တော့မထားဘူးကျွန်တော်မထားမင်းတနေကုန်ပဲလှုပ်လို့ငါမကြောက်ပြန်ဖြုတ်အကုန်လုံးပြန်ဖြုတ်အကောင်းဆုံးပဲလုပ်မယ်အဲ့ဒါဘာလဲဆိုတော့အကောင်းဆုံးလုပ်မယ်ဆိုတဲ့သူတွေရဲ့အထက်မှာ quality ဆိုတာအဲ့တော့လူတွေကတင့်ကိုရှာကြလိမ့်မယ်ဒါကြောင့်တခုခုကိုလှုပ်တက်ပြီးစုံရုံပဲမဟုတ်ဘူးအကောင်းဆုံးဆိုတဲ့အရာတင့်ကနေထွက်လာပါစေအဲ့တော့ဒီနေ့မှာပြန်လာပြီနော်အကောင်းဆုံးဆိုတဲ့အရာတွေကဘယ်ချိန်လာလဲဆို full energy ရှိတဲ့သူစီမှာပဲလာတယ်ခွန်အားအသစ်ရှိနေတဲ့သူတက်ကြွနေတဲ့သူတွေစီမှာအဲ့ဒါဘာလဲဆိုရင်အိပ်ရဝဝအိပ်ဖို့လို့ကျွန်တော်အိပ်ရမဝကြဘူးတော်တော်များများအိပ်ရမဝကြဘူးဗျအဲ့တော့ तू ကအကြောင်းပြတယ်ပေါ့ကျွန်တော်ကလေညမှာ home stay သွားလို့လေလူငယ်တွေကလာပြောကျွန်တော်တင် home stay သွားတာ12နာရီထိပဲလေအဲ့ဒီ4နာရီထိဆိုရင်တော့အဲ့ဒီကြံတဲ့4နာရီကဘာလုပ်နေလဲဒါပေမဲ့ကျွန်တော်ကအဲ့ဒီ energy ဆိုတဲ့အောင်မဖြစ်နေဘူးဟုတ်လားပြုံးစီနဲ့ရောက်လာနောက်နေ့ကျတော့ဟုတ်လားအဲ့တော့ကျွန်တော်ပြောပြမယ်တခါတလေမှာကျွန်တော်အိတ်တဲ့အချိန်တွေမလုံလောက်တာကကျွန်တော်ခန္ဓာကိုယ်ကိုအနားမယူပဲနှိပ်စက်နေတာနဲ့တူတယ်အနားမပေးပဲနှိပ်စက်နေတာနဲ့တူတယ်ဒါကြောင့်ကျွန်တော်ဘာလုပ်ရမလဲအနားယူရမယ်ဘယ်ရလို့ပြောပါအိတ်ရဝဝအိတ်နော်တကယ်ချင်းဒီနေ့ကနေစပြီးတော့ဟုတ်လားနောက်တစ်ခုကဘာလဲသိလားအစားတောက်ကိုကောင်းကောင်းစားပါကောင်းလို့ပြောလိုက်တဲ့နဲ့ခေါင်းထဲမှာဘာပေါ်လဲဈေးကြီးအစားစားလို့ပေါ်တယ်မလား no ဈေးကြီးအစားစားပါလို့ပြောတာမဟုတ်ဘူးကောင်းစားပါအချိန်မှန်စားပါလို့ပြောချင်တာသမင်းစားရင်ဘာလုပ်ရမလဲအချိန်မှန်စားမယ်
အစားအသောက်တွေကိုအချိန်မှန်စားမယ်ဒါကကိုယ်ခန္ဓာကိုအနာပေးပြီးတော့ပြန်အားဖြည့်တာဖြစ်ပါတယ်ကိုယ်ခန္ဓာကိုအနာပေးပြီးတော့အားဖြည့်ပါခန္ဓာကိုယ်လည်းလှလှပပဖြစ်လာအောင်ပေါ့ကျွန်တော်လူမျိုးဘိုက်မထွက်လာစင်နေပေါ့ကျွန်တော်လည်းမကြခင်ရော့လာတော့မယ်ယုံကြည်ခြင်းနဲ့ဝန်ခံထားတာအဲ့တော့အနာပေးရင်အဲ့ဒီကိစ္စတွေဖြစ်လာမယ်မင်္ဂလိတွေအရန်ချောအရန်လာချင်တယ်မလားအဲ့ရေပဲနေ့တိုင်းပြတ်တော့ဘယ်လိုလာတော့မလဲအဲ့ရေပြတ်လို့မရအောင်အစားတော့တွေ့ကြအကုန်စားရင်လည်းဘယ်လာတော့မလဲအားရှိချင်တယ်မလားဘယ်အားရှိတော့မလဲအတိကကျွန်တော်တို့အကြောင်းရင်းကသေးချာချာအနာမယူလို့ဖြစ်တယ်ဒါကြောင့်အနာယူပါအာမင်ကောင်းကောင်းနဲ့အနာယူပါနောက်တစ်ခုကဘာလဲဆိုရင်ခန္ဓာကိုယ်အနာယူဖို့အတွက်အိပ်ရမယ်ပြောအိပ်ရမယ်စားရမယ်စားပါဆိုဆရာကြီးစားတာများနေပြီမဟုတ်ပုံမှန်လေးစားတယ်ဆိုရင်စနစ်တကျလေးစားတယ်ဆိုရင်တဲ့ကိုယ်ခန္ဓာကအားပြေလာမှာဖြစ်တယ်ဟုတ်လားအဲ့တော့နောက်တစ်ခုကဘာလဲဆိုရင်စိတ်အနာယူဖို့လိုတယ်ပြောစိတ်အနာယူဖို့လိုတယ်တချို့ off day ပဲ off day ဆိုပြီးအလုပ်ပဲမသွားတာဒါပေမဲ့အဲ့ဒီအလုပ်မသွားတဲ့နေ့မှာစိတ်ဒုက္ခတွေစိတ်ဒဏ်ရာတွေနာကျင်စရာတွေခါသီးစရာတွေအဲ့ဒါနဲ့ပဲတပန်းလုံးနေတဲ့သူတွေရှိတယ်စိတ်လည်းမနာရတဲ့သူတွေအဲ့တော့အဓိကအဖြစ်ကျွန်တော်စိတ်မနာရတာဘာကြောင့်လဲသိလား social media ကြောင့်ဖြစ်တယ်ကျွန်တော်လက်ထက်မှာကင်ထားတဲ့ဖုန်းကြောင့်ဖြစ်တယ်အဲ့ဒီဖုန်းကကျွန်တော်ကိုအနာမပေးဘူးသူကတောက်လျှောက် entertainment လို့ထင်တာဒါပေမဲ့ကျွန်တော်ကအရန်ပင်ပန်းစေကျွန်တော်ရဲ့စိတ်ကလေလုံးဝ shut down လုပ်ဖို့အတွက်လိုအပ်တဲ့အချိန်ရှိတယ်ဘာကိုမှမစင်စားပဲနဲ့ကောင်းတာတွေဆိုးတာတွေဘာတွေညာတွေတွေးနေတယ်အနာဂတ်တွေဘာမှမစင်စားပဲနဲ့အားလုံးကို shut down လုပ်လိုက်ပြီးတော့မှအနာယူရမယ့်အချိန်လိုအပ်တယ်ဒါကြောင့်မလို့ဘာလို့စိမ့်လန်းသောချက်စားရရက်၌တာယာသောမျက်နာတို့ဘာလို့လဲပို့ဆောင်တော်မူ၏တာယာတဲ့မျက်နာကိုပို့ဆောင်တယ်ဆိုတာဘုရားခင်တာယာတဲ့မျက်နာကိုဘာဖြစ်လို့ပို့ဆောင်တာလဲရေကူးဖို့လားကျွန်တော်တို့တာယာသောမျက်နာဆိုတာနဲ့ထွန်းထွန်းကငါးဖမ်းမယ်ဆိုတာကြီးပဲပြင်လဲငါတကောင်းမှလည်းရတာလည်းမဟုတ်ဘူးကိုနဲ့ပြစ်တာအချက်3သိန်းလောက်ရှိတယ်ငါနှစ်ကောင်ပဲယူလာတညလုံးဖမ်းတာဒီနေ့ကကျွန်တော်တို့သွားတယ်လေဟိုကျွန်တော်တို့ ministry team တွေ trip တရက်သွားကြတာပေါ့နော်ချောင်းမှာတညလုံးဖမ်းတာမအိပ်ပဲဖမ်းတာသူတို့မနာပဲသူတို့ကအနာသွားယူတာမဟုတ်ဘူးသူကငါသွားဖမ်းတာအဲ့ဒါနဲ့ကွာငါတို့လည်းဖမ်းဆရာတို့လည်းဖမ်းတယ်ဆရာလည်းဖမ်းအားလုံးကျွန်တော်ဝိုင်းဖမ်းကြတာပေါ့နော်ကိုနဲ့ပြစ်တဲ့သူကပြစ်ငါများတဲ့သူကများပြစ်ဟိုမီးပါလဲဟိုဓာတ်လိုက်ပြီးတော့လေနော်ဓာတ်လိုက်ပြီးတော့ဖမ်းတဲ့သူကဖမ်းနော်အမျိုးမျိုးပဲနော် short တိုက်ပြီးတော့ဖမ်းတဲ့သူကဖမ်းအဲ့ဒါဖမ်းပြီးတော့မနေစူးစမ်းထားတာတချို့ဆိုဖုန်းတွေရေထဲပြုတ်ချပြီးဖုန်းတွေပျောက်လို့ပျောက်နော်အဲ့လောက်ကြည့်စူးစမ်းပြီးမှပဲတစ်ခွက်ပဲရတာအဲ့ဒီတစ်ခွက်ကိုဒါနဲ့တချို့ကချက်ထားတဲ့ special ချက်ထားတယ်ငါတို့စားကြမယ်ဆိုမှ special ချက်ထားပြီးတော့ချက်ရင်နဲ့ဘေးမှာခဏလေးထားထားတာအဲ့ဒါနဲ့ဟိုဘက်မှာမီတင်လုပ်နေတာအားလုံးကအနောက်မှာကြည့်လိုက်တဲ့အခါကျတော့အိုးတခါတည်းဟိုပါလေရင်ကောင်တွေကအုပ်လိုက်လာနဲ့ဒါနဲ့ပဲတညလုံးရှာထားတဲ့ဟာဘာလို့လဲမစားလိုက်ရအောင်မဲလို့လည်းမရဘူးအဲ့ဒါအတက်နဲ့ရင်ပြရှာထားတာအဲ့ဒါနော်ချောင်းတွေဟိုအပေါ်တက်လိုက်အောက်တက်လိုက်ဟိုရင်တိမ်တိမ်လေးဟိုနဲ့လေးဟိုအကုန်လုံးရှိသမျှအားလုံးရှာထားတာနော်လူ30လောက်ရှာတာတော့ဒီလောက်ပဲရတယ်နော်အဲ့တော့တာယာသောမျက်နာတို့ဘုရားခင်ပို့ဆောင်တယ်ဆိုတော့ဘာဖြစ်စေချင်တာလဲအပန်းဖြေစေချင်တာစိတ်ကိုအပန်းဖြေစေကျွန်တော်ရဲ့စိတ်ကဘယ်လိုမျိုးအနာယူလဲဆိုတော့ကျွန်တော်ရဲ့စိတ်ကဘယ်လိုအနာယူလဲဆိုတော့သူကအဲ့ဒီတဘာဝရှုခင်းတွေကိုကြည်ပြီးတော့အနာယူတယ်ဆိုတော့ကျွန်တော်တို့ဒီလိုမျိုးတိုက်ခန်းထဲမှာနေရတဲ့စိတ်ခံစားချက်နဲ့ဘာမှမရှိတဲ့လွတ်လပ်လာဟာကွင်းပြင်ထဲမှာနေရတာနဲ့ကမတူဘူးလေဟုတ်လားမတူဘူးအဲ့ဒီလွတ်လပ်မှုကမတူဘူးဒါကြောင့်မလို့ကျွန်တော်တို့တွေအမြဲတမ်းအပန်းဖြေခရီးဆိုတဲ့နေရာမှာလေအခုနဆရာပြောသလိုလူကပင်ပန်းလာတယ်မလားလူကပင်ပန်းလာတယ်ဒဏ်ရာတွေရတယ်တချို့ဆိုရင်လေဟုတ်လားအမျိုးမျိုးပဲဒါပေမဲ့အထဲမှာတေချာပြန်စဉ်းစားခြင်းစိတ်ထဲမှာအင်အားအတစ်တစ်ခုပြန်ရလာတယ်နောက်ထပ်မျောလင့်ခြင်းတစ်ခုပြန်ရလာအဲ့တော့ကျွန်တော်လူကတော့တေချာမနာလိုက်ရအောင်ကိုခန္ဓာကတော့ဒါအလုံးလုံးတာထက်တော့မှပူနှစ်ဆလောက်ပင်ပန်းခဲ့တယ်ဒါပေမဲ့စိတ်ကဘာဖြစ်နေရလဲဆိုရင်အနာရနေဒါကြောင့်ဆရာတို့တွေနှစ်တိုင်းမှာလေဒီမှာနှစ်တိုင်းမှာတစ်နှစ်ကို2ကြိမ်တော့
ကျွန်တော်တို့အောက်တင်းနေ retreat ဒီ season နဲ့ဆိုတဲ့အကြောင်းရင်းကဘာဖြစ်လို့ဆိုရင်ကျွန်တော်တို့တကယ်အနားယူဖို့လိုအပ်လို့ဖြစ်တယ်ဆရာဟိုလူတယောက်ကကျွန်တော်တို့ဒီအသင်းတော်ရဲ့အစီအစဉ်လေးတစ်ခုအဖြစ်နဲ့ကျွန်တော်တို့တွားရအောင်ဆိုပြီးလောက်တာမဟုတ်တကယ်အသင်းတော်တင်သားတွေယုံကြည်သူတွေရဲ့အသက်တာထဲမှာဒီအနားယူခြင်းဆိုတဲ့အရာကဖျားတခင်အလိုတော်ဖြစ်တယ်တိတိကျကျနားဖို့လိုအပ်တယ်ယူဖို့လိုအပ်တဲ့အတွက်ကြောင့်ဖြစ်တယ်ဒါပေမဲ့တချို့ကပြောတယ်ပတ်စံ90ကုန်တယ်ဈေးအရင်ကြီးတယ်များတယ်ဘာညာပေါ့ကျွန်တော်ပြောပြမယ်တင်းရဲ့ကိုယ်ခန္ဓာတင်းရဲ့စိတ်လေအဲ့ဒီငွေကြေးကိုတွားပြီးတော့မကြည့်နဲ့တင်းတလလုံးရှာတာဘယ်လောက်ရလဲတလရှာတာငွေဘယ်လောက်ရလဲအများကြီးရတယ်မဟုတ်လားတင်းတလစာရဲ့စေပုံတပုံတော့မရှိဘူးတင်းအခုတွားမယ်တညအိတ်မယ်ဆိုရင်တော့မလေတညလုံးတလလုံးရှာတာတစ်နှစ်လုံးမပြောနဲ့ဦးနော်6လမှတစ်ခါပဲနားတာဆရာတို့ trip လောက်တာ6လမှတစ်ခါပဲလုပ်ပေးတာ6လမှတစ်ခါပဲအဲ့ဒီ6လမှတစ်ခါဆို6လအတွင်းမှာတင်ရတဲ့ငွေကြေးကတစ်လမှ2000ပဲရရင်တော့မှ6လဆို12000ရနေပြီနော်အဲ့ဒီထဲမှာမှတစ်ချိန်ပဲကျွန်တော်တို့သွားတယ်တစ်ချိန်ပဲကျွန်တော်တို့အနားယူတယ်ထားပါတော့အဲ့လိုမျိုးလွတ်လွတ်လပ်လပ်နဲ့တခါတည်းအလုပ်တွေပါတယ်အကုန်မဲ့ထားမိသားစုဘာညာဘာမှမစင်စားနဲ့လူငယ်တွေဆိုတော့လွတ်လွတ်လပ်လပ်သွားအဲ့ဒီနေရာမှာသွားပြီးတော့အနားယူအပန်းဖြေဟုတ်လားအဲ့လိုလုပ်ဖို့ရန်အတွက်စေဖို့တဖို့ပေးစေပုံမှာတပုံကုန်ရင်လဲတန်ပါတယ်ဟုတ်လား12000ရတဲ့ထဲကနေ1200ကုန်လဲတန်ပါတယ်နော်2000ကုန်ရင်တော့တန်ပါတယ်တလစာကုန်ရင်တော့တန်ပါတယ်အနားယူဖို့လိုတာဒါပေမဲ့ကျွန်တော်ကမနာတတ်ဘူးတချို့ကအဲ့တော့အဲ့ဒီဟာကိုဘာလို့မထင်ဘူးလဲဆိုရင် quality time လို့မထင်ဘူးဒီဟာကကျွန်တော်တို့အသက်မရှိမဖြစ်လို့အပ်တယ်ဒါကတကယ်အရေးကြီးတာနော်အဲ့လိုမထင်ဘူးဒါအသင်းတော်ရဲ့အစီအစဉ်မှာတွားပြီးပါဝင်ပေးလိုက်မယ်အဲ့လိုထင်တဲ့သူရှိတယ်တချို့ကလည်းဆရာတွေကခေါ်ရဲဆိုတော့အာနာရဲဆိုတော့ကျွန်တော်ပါဝင်ပေးလိုက် no ဒါဆရာတွေအတွက်မဟုတ်ဘူးအသင်းတော်အတွက်မဟုတ်ဘူးသူ့အတွက်မဟုတ်ဒါတင်းအသက်ဖြစ်တယ်ဒါကျွန်တော်တို့အတွက်လည်းအခုဒါဆိုရင်ကျွန်တော်မိသားစုအတွက်ဒါကျွန်တော်မိသားစုတွေတွားရဖို့ရန်အတွက်မိသားစုတွေတွားပြီးတော့နားမယ်ဒါအမှုတော်ဆောင်တဲ့အတွက်လည်းဖြစ်တယ်ကျွန်တော်အမှုတော်ဆောင်နေလဲတစ်နှစ်လုံးမှာနော်အမှုဆောင်ရစက်ကရလှုပ်ဆောင်ရပင်ပန်းတယ်အများကြီးပဲပင်ပန်းစရာတွေအဲ့ဒီတက်ကျွန်တော်အနားယူမှာတွားပြီးတော့ဟာလားအပန်းဖြေမှာအဲ့ဒီမှာအဲ့ဒါကျွန်တော်တို့အမှုတော်ဆောင်နေလဲတခါလေးပြောပြချင်တယ်တင်အဲ့ဒါတင်တွားပြီးတော့အနားယူရမှာဖြစ်တယ်တင်အပန်းဖြေရမှာဖြစ်တယ်အဲ့ဒါပြီးတော့အင်အားအသက်နဲ့ပြန်လာဖို့အတွက်ဖြစ်တယ်အာမင်အဲ့ဒီမှာတွားလိုက်မှာဟိုးဥဆောင်လိုက်ရတာပင်ပန်းလိုက်တာဆိုတော့မလွယ်တော့ဘူးအဲ့ဒါဆိုတော့မဟုတ်တော့ဟုတ်လားအဲ့တော့အခုကတည်းကနေပြီးတော့မှအဲ့ဒီ trip ကိုတွားရင်အဲ့ဒီ outing ကိုကျွန်တော်တို့ရောက်သွားတာ ਨੇ ပြန်လာရင်တော့တကယ်အသက်တော်ခွန်အားအဲ့ဒီမှာဝိညာဉ်ရခွန်အားရောခန္ဓာပိုင်းဆိုင်ရာခွန်အားရောဘာလို့ဆိုရင်ကျွန်တော်တို့ special နော်တွားရဖို့ရန်အတွက်ဖြစ်တယ်ဒါပေမဲ့ outing မှာလည်းကျွန်တော်တို့ night တွားချင်တယ်ဆိုတော့အခုမှဆရာတရားဟောချက်ခွန်အားရလို့ကျွန်တော်တွားမယ်ဆိုတော့မရတော့ဘူး sorry ပါ night အဖွဲကပြည့်သွားပါပြီနော်night အဖွဲကပြည့်သွားတာဟိုအလွန်တပတ်ကြရနဲ့ပြည့်သွားပါပြီ day အဖွဲကတော့တွားချင်တွားလို့ရတယ်တရက်တွားတဲ့သူကတော့နော်တရက်နေ့ချင်းပြန်သွားတဲ့သူတညအိမ်မဲ့သူတွေကတော့လူကပြည့်သွားပြီအဲ့တော့ဘာပြောချင်တာလဲဆိုရင်အပန်းဖြေခရီးထွက်တယ်ဆိုတာတကုတကစီစဉ်ရမယ့်ဥစ္စာဖြစ်တယ်ဒါပေမဲ့မိသားစုတွေအနေနဲ့ကိုယ့်ရဲ့မိသားစုတစုတည်းပဲတကုတကသွားပြီးတော့ပြင်ဆင်ပြီးတော့အဲ့ဒီ trip သွားမယ်ဆိုရင်ငွေကြေးကတစ်လလဲလောက်မှာမဟုတ်နှစ်လလဲလောက်မှာမဟုတ်ဒါကြောင့်အသင်းတော်တွေအနေနဲ့ကျွန်တော်တို့ကသွားပြီးတော့မှအဲ့ဒီနေရာတွေကို package အနေနဲ့ယူပြီးတော့ဘတ်စကအကြီးတွေငါပြီးတော့အားလုံး share ပြီးတော့မှလှုပ်ဆောင်တဲ့အခါမှာကျတော့ cost တွေကအရန်တက်တာသွားတယ်ဟုတ်လားအခုဆိုရင်ကျွန်တော်တို့တယောက်ကိုတညအိတ်မှ220တညအိတ်တယ်220တညအိတ်220ဆိုဆရာပြောပြမယ်ဒီကနေပြီးတော့ဘတ်စကစီးပြီးတော့သွားတယ်ဘတ်စကခနော်စပြီးတော့ငွေကုန်တယ်ဆိုတာနေ့လေဟိုမှာရောက်နေ့လေစာတစ်ခါကျွေးတယ်နေ့လေစာခညနေပိုင်းဟိုမှာရောက်သွားရင်ညနေစာစားရမယ်ညနေစာနှစ်ခါသမင်းစားတာနှစ်ခါရှိပြီပြီးညမှာဟိုတယ်မှာအိတ်ရအောင်မယ်အိတ်ခအဲ့ဒါထားပြီးမနေ့ကျရင် breakfast တို့ကျွေးအောင်မှာပြီးရင်မှာစားစီစဉ်နေရှိမယ်ညနေ့လေ lunch နေ့လေရောက်ရင် lunch ပြန်ကျွေးအောင်မှာ220နဲ့4ချိန်သမင်းကျွေးတယ်ဆိုရင်လေအဲ့ဒါလေဟိုတယ်ခတော့မပါသေးအဲ့ဒါနဲ့တောင်တော်တော်များနေပြီနော်ပြီးရင်ပြန်လာရင်ဘတ်စကားနဲ့ပြန်လာအောင်မှာအဲ့တော့တွားခအိတ်ခစားခတွေအားလုံးကိုတွက်ရင်လေဘယ်လိုနည်းနဲ့မှကိုယ့်ဘာကိုတွားရင်လေလောက်မှာမဟုတ်900လဲလောက်မှာမဟုတ်တယောက်900လဲလောက်မှာမဟုတ်ကိုယ့်ဘာကိုတွားရင်အဲ့လိုတင်ညနော် dinner ရော breakfast ရော lunch ရောတခါရဲအဲ့မှာပြင်ဆင်ပြီးတော့လုပ်တဲ့ hotel ရောအဲ့မှာပဲတဲမယ်ဆိုဘယ်လိုမှလုံလောက်မှာမဟုတ်
ဒါကြောင့်အသင်းတော်ကနေပြီးတော့ဒီမှာရှိတဲ့ team တွေမှုတော်ဆောင်တွေကနေပြီးတော့တေးသေးချာချာဒီဟာကိုအသင်းတော်တရက်လုံးတွားနိုင်အောင်ကျွန်တော်တို့ငွေကြေး budget တွေကိုဘယ်လိုမျိုးစီစဉ်ပြီးတော့အကောင်းဆုံးဖြစ်အောင်လုပ်ပေးမလဲဆိုတဲ့အရာမှာ special ပြင်ဆင်ထားပေးတာဒါကြောင့်ကျွန်တော်စိတ်လှုပ်ရှားတယ် special ပဲဒီတစ်ခေါက်တော့ hallelujah ဒါကြောင့်ညီကောင်မောင်မတွေတနေ့အဖွဲရတော့လေဘာမှမပူနဲ့တနေ့အဖွဲ special ပဲအဲ့ဒါအတွက်လေတချို့ကတော့မတွားချင်လို့မဟုတ် off day မရလို့နော်လုံးဝ off day မရတဲ့အတွက်ကြောင့်အဲ့တော့တရက်မှာတော့ကျွန်တော်တို့ကမနေ့တွားမယ်နေ့လေကြာရင်ကျွန်တော်အဲ့ဒီမှာအတူတူကစားကြမယ်ပျော်ကြမယ်မိတာရဖွဲ့ကြမယ်အဲ့ပြင်နှုတ်ကပတ်တော်ခံယူတဲ့အရာတွေရှိမယ်ပြီးတဲ့အခါကျနေ့လေကြာရင် barbecue ကျွေးမယ်ကိုရီးယား barbecue မြန်မာ barbecue မဟုတ်ဒီမှာတော့ပြောကြပဲဝက်သားကင်လိုက်ကိုရီးယား barbecue တဲ့ဘယ်သူမေးလိုက်လဲတော့မသိဘူးပေါ့နော်ဒါပေမဲ့တော့ kimchi လေးပါတယ်ဆိုတော့အဲ့မှာကိုရီးယား barbecue ဖြစ်သွားတာအဲ့တော့အဲ့မှာနေ့လေကြာရင်ကျွေးမယ်ဟုတ်လားအဲ့တော့အကောင်းဆုံးအဲ့တော့အနားယူရမယ်ပြောချင်တာဘာဖြစ်လို့ဆရာတို့ကဒီဟာတွေကိုစီစဉ်နေရလဲအသင်းတော်ကဘာတွေလျှောက်ပြီးတော့လုပ်နေရလဲလို့ထင်တဲ့သူတွေရှိတယ်ဆရာပြောပြမယ်ဒါကကျွန်တော်ရဲ့အသင်းတော်အတွက်မဟုတ်ကျွန်တော်မိသားစုတွေတယောက်ချင်းစီတိုင်းအတွက်အရန်အရေးကြီးတာဖြစ်တယ်အာမင်ဒါကြောင့်ကျွန်တော်ရဲ့အသင်းတော်ကလေဝိညာဉ်ရဲ့တစ်ခုတည်းပဲမဟုတ်ဘူးခန္ဓာကိုဝိညာဉ်ကိုစိတ်ကိုအားလုံးသက်စနစ်ချတိဆောက်ပေးတာဖြစ်ပါတယ်အခုကျွန်တော် family season မှာ family challenge တွေလုပ်တယ်မလား special challenge တွေလုပ်တယ်အော်ဒါအသင်းတော်အတွက်လေမိသားစုတွေအတွက်အရန်ကောင်းကြီးဖြစ်တာလေဒါကြောင့်ဒီနေ့အသင်းရဲ့အသက်တာထဲမှာအနားယူပါဦးစိတ်ပိုင်းဆိုင်ကိုလည်းဘာလုပ်ပါလဲအနားယူခိုင်းပါတစ်ချိန်လုံးအလုပ်တွေနဲ့စကားအလုပ်တွေနဲ့ပဲအချိန်မကုန်ပါနဲ့တချင်နာထောင်တာတကယ်ချင်းနဲ့စကားပြောကြတာစာအုပ်တွေဖတ်တာအပန်းဖြေခရီးတွေသွားတာအဲ့ဒါကကျွန်တော်ရဲ့စိတ်ကိုဘာလုပ်တာလဲအနားပေးတာဖြစ်ပါတယ်အာမင်ဖခင်သခင်ကိုယ်တိုင်တော်မှကျွန်တော်ကိုတာယာတော်မျက်နှာကိုပို့ဆောင်တော်ဖခင်တင်းရဲ့အသက်တာထဲမှာလည်းပဲတင်းရဲ့စိတ်ကိုလည်းအပန်းဖြေစေခြင်းနဲ့အနားယူစေခြင်းတော်ဖခင်သခင်ဖြစ်ပါတယ်နောက်ဆုံးတစ်ခုကဘာလဲဆိုရင်ငါဝိညာဉ်ကိုအားဖြည့်၍နာမတော်အဖို့အလုံးကတရားလမ်း၌သွေးဆောင်တော်မူ၏ဖခင်သခင်ကနောက်ဆုံးကိုယ့်ရဲ့ဝိညာဉ်ကိုလည်းဘာလို့စေခြင်းလဲဆိုရင်အနားယူစေခြင်းတယ်ဝိညာဉ်ကဘယ်လိုအနားယူမှာလဲဝိညာဉ်ကဘာအလုပ်တွေလုပ်နေလို့လဲဝိညာဉ်ကရုန်းကန်နေရတာရှိတယ်အပြစ်တွေကနေရုန်းကန်နေရတာဝိညာဉ်ကမလွတ်မြောက်နိုင်ဘူးဝိညာဉ်ကပင်ပန်းနေတာဝိညာဉ်ကခန်းချောက်နေတာဝိညာဉ်ကအမြဲတမ်းရုန်းကန်နေရတဲ့အချိန်တွေရှိတယ်အဲ့ဒါဘာလို့ဆိုအမြဲတမ်းဇာတိနဲ့တိုက်နေရဇာတိနဲ့အပြန်လန်တိုက်နေရကျွန်တော်ရဲ့ကိုယ်ခန္ဓာဖြစ်ခြင်းကဇာတိနဲ့ဝိညာဉ်ကတစ်ချိန်လုံးအပြန်လန်လူနေကြတာဇာတိကလည်းသူလိုချင်တာကြီးပဲတောင်းတယ်ဝိညာဉ်ကလည်းသူလိုချင်တဲ့နေရာမှာရှာတယ်အဲ့ဒါနဲ့အဲ့ဒီဝိညာဉ်ကဘယ်အချိန်မှာသူအနားရလဲဆိုတော့ဖခင်သခင်နဲ့ connect ဖြစ်သွားတဲ့အချိန်မှာသူအနားရတယ် hallelujah ဒါကြောင့်မလို့စာလံ30အပိုက်ငယ်9မှာထာဝရဖခင်ရှေ့မှာငြိမ်ဝတ်စွာနေ၍ကိုယ်တော်ကိုငတ်လင့်လောဖခင်သခင်ရှေ့မှာငြိမ်ဝတ်စွာနေပါကိုယ်တော်ရှင်၌မျော်လင့်လက်နေပါငြိမ်ဝတ်လက်နေပါအတောင်တော်အောက်မှာငြိမ်ဝတ်လက်နေပါဖခင်သခင်နဲ့ချိတ်ဆက်ပါကျွန်တော်ရဲ့ဝိညာဉ်ပဲအချိန်မှာဆက်တွေ့ရလဲဆိုရင်ဖခင်သခင်ရဲ့မျက်မှောက်တော်ထဲမှာဖခင်ကိုကိုးကွယ်ရင်းနဲ့ဖခင်သခင်ရဲ့ဝိညာဉ်နဲ့ကျွန်တော်ရဲ့ဝိညာဉ်ချိတ်ဆက်တဲ့အခါမှာသူကအနာရတယ်ဒီနေ့ဒီမှာရှိတဲ့ညီကောင်မတို့လောကကြီးထဲမှာပင်ပန်းစရာတွေအများကြီးပဲနော်ကျွန်တော်ရဲ့စိတ်အလိုကလေဘယ်တော့မှမပြည့်နိုင်ယူပါယုံဘယ်တော့မှမပြည့်နိုင်လိုချင်တဲ့တတ်မှတ်ခြင်းဘယ်တော့မှမပြည့်နိုင်ပန်းတိုင်တစ်ခုပြီးတစ်ခုဘယ်တော့မှအဆုံးမရှိဘူးကြောင့်လူတွေရဲ့လိုအင်စန္ဒဟာဘယ်တော့မှအဆုံးဆိုတာမရှိဘူးဒါကြောင့်ဒီနေ့ဒီမှာရှိတဲ့ညီကောင်မောင်တို့ကျွန်တော်တို့ရဲ့စိတ်အနားရတဲ့အချိန်ကိုယ်ခန္ဓာကျမ်းမာတဲ့အချိန်ကဘယ်အချိန်လဲဆိုရင်ကျွန်တော်ရဲ့ဝိညာဉ်ဖခင်နဲ့ချိတ်ဆက်မိသွားတဲ့အချိန်ဖြစ်ပါတယ်ဝိညာဉ်ရေးရမှာပြဿနာရှိရင်ကျွန်တော်ရဲ့စိတ်ကဘယ်လုံးမှမကျမ်းမာနိုင်အောင်ဝိညာဉ်ရမှာပြဿနာရှိရင်ကျွန်တော်ရဲ့စိတ်ခံစားချက်ကဘယ်လုံးမှမကောင်းနိုင်အောင်ဝိညာဉ်ရမှာပြဿနာရှိရင်ကျွန်တော်ရဲ့ကိုယ်ခန္ဓာကလည်းမကျမ်းမာနိုင်အောင်အဲ့တော့ဝိညာဉ်ရေးရမှာပြဿနာရှိရင်စိတ်ကဘာဖြစ်နေရလဲဆိုရင်သူအယူတယောက်လူဖြစ်နေတာစိတ်ကပုံမှန်မဖြစ်နိုင်ဘူးအဲ့တော့စိတ်ကမကျမ်းမာရင်အဲ့ဒီစိတ်မကျမ်းမာခြင်းကဘယ်ကိုလာထိလဲဆိုကိုယ်ခန္ဓာကိုလာထိတယ်အဲ့တော့ကိုယ်ခန္ဓာလည်းမကျမ်းမာအောင်
ဒါကြောင့်အရင်မြစ်ကိုရှာတဲ့အခါမှာဘာကိုတွေ့ရလဲဆိုရင်ကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရာမှာလွတ်မြောက်ခြင်းမရှိရင်ကျွန်တော်ရဲ့ဝိညာဉ်ရေးရာမှာအနာမရရင်ကျွန်တော်ရဲ့ဝိညာဉ်ရေးရာမှာဖခင်ရဲ့အကြံစီတော်အတိုင်းအသက်မရှင်ခဲ့ရင်ကျွန်တော်ရဲ့ဝိညာဉ်ကအနာမရဘူးဖခင်နဲ့အချိတ်ဆက်မရတဲ့၍လောကမှာသင်ဘလောက်ပဲစူးစမ်းဘလောက်ပဲရည်မှန်းချက်တွေကြီးဘလောက်ပဲဉာဏ်ပညာတတ်ဘလောက်ပဲစိတ်သက်ခံရတဲ့သူပဲပြောနောက်ဆုံးထိပြန်ပြီးတော့နောက်ဆုံးပြီးတွေးလိုက်ရင်အားလုံးကအနတ္တဖြစ်နေအားလုံးကဗလာနတ္တိဖြစ်နေဘာမှမျောလင့်စရာမရှိဘူးဒါကြောင့်သင်ရဲ့မျောလင့်ရာကျွန်တော်ရဲ့မျောလင့်ရာကဘာလဲဆိုရင်ထာဝရဘုရားထဲမှာဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်ဒီနေ့ဒီမှာရှိတဲ့ညီကိုမောင်မတွေကိုကျွန်တော်အားပေးချင်ပါတယ်သင်ရဲ့ကိုယ်ခန္ဓာကိုလည်းအနာပေးပါဘုရားက9ရက်မြောက်သောနေ့မှာနားတယ်ကျွန်တော်ကိုနားစေကျွန်တော်ဖြစ်တယ်ဣတိလာလိုမျိုးတို့ကိုမားတဲ့မြေကြီးကိုတဲ့9နှစ်လို့ပြင်တစ်နှစ်နားပေးရမယ်တဲ့နော်မြေကြီးကတောက်လျှောက်လို့မရအောင်တစ်နှစ်ကအရင်ထားပေးရမယ်ဘာမှမလုပ်အောင်ကျွန်တော်ကတော့မြေဥစ္စာတွေထည့်ပြီးတော့မှကြီးကျယ်လုပ်နေတစ်နှစ်မှမနာပေးဘူးလေနော်ဒါပေမဲ့ तू ကတော့ဘုရားခင်ကဘာပြောလဲဆိုရင်အဲ့ဒီမြေကြီးကိုနားပေးပါတဲ့တစ်နှစ်တင်းရဲ့ကိုယ်ခန္ဓာအနာယူဖို့လိုတယ်အနာယူပါညီကောင်မတို့အာမင်မိသားစုတွေနဲ့အချိန်ယူပါတင်းရဲ့စိတ်ကိုလည်းအနာပေးပါတစ်ချိန်လုံးမပင်ပန်းပါစေနဲ့အဲ့လိုပဲတင်းရဲ့စိတ်သူ့ရဲ့ဝိညာဉ်ကိုလည်းပဲဘုရားခင်နဲ့ချိတ်ဆက်နေဖို့အတွက်လိုတယ်အာမင်ကျွန်တော်တို့ worship team တွေအရှေ့မှာတက်လာခဲ့ပြီးအားလုံးကိုခေါ်ပိတ်ခြင်းနဲ့အခုချိန်